အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီကျွန်တော်ဘယ်ကိုရောက်ရှိနေတာလဲဆိုတော့ကျွန်တော်ကားတိုင်ယာလေးပေါက်သွားလို့ကျွန်တော်အခုဆိုင်မှာအခုလာပြင်တာဖြစ်ပါတယ်ဆိုင်ရဲ့လိပ်စာလေးတော့ကျွန်တော်နောက်ဆုံးမှပြောပြမှာဖြစ်ပါတယ်အခုဘာဖြစ်သွားလဲဆိုတာလေးကိုပြတိုင်ယာကတော့ဖြုတ်ပြီးသွားပြီဖြစ်ပါတယ်ဒါကျွန်တော်အခုဖြစ်ပါတယ်အခုနာမည်ကအကိုဖြိုးလင်းတက်ဖြစ်ပါတယ်အခုတိုင်ယာကိုဖြုတ်ပုံဖြုတ်နည်းကိုသူရှင်းပြမှာဖြစ်ပါတယ်ကိုအရင်ဆုံးဘာကနေစပြီးဘယ်လိုလုပ်လဲဗျလေလျှော့တာမကိုရလေလျှော့ပြီးဒီတာနှစ်ခါဖိချပြီးတော့စော့ပေါ်တင်ကလော်ထုတ်ပြီးတော့ကျွန်တော်ဒီတိုက်ရတာပေါ့တိုက်ရသွင်းတော့တိုက်ပြီးကျွန်တော်စပရိတ်နဲ့ဒီကောင်လေးကျန်းပါလေကျန်းပြီးဆိုမှကျွန်တော်တို့ဒီကျင်းနဲ့ချစ်ဖြစ်ပါတယ်ကျင်းနဲ့ချစ်တယ်ဟုတ်ပြီဒီကောင်နဲ့တက်ကောဘူးနဲ့သုံးပြီးတော့ဆိုတာနဲ့ကျွန်တော်ဒီတောက်ခွာလေးနဲ့ဒီဝိုင်းလေးတွေပဲဟိုကတ်ပြီးတော့ကျွန်တော်ဒီတကယ်လုံးလေးနဲ့လိမ့်နိုင်တာပါဟုတ်ကဲ့ပါဒလင်းနှုံးလေးနဲ့အဲ့လိုလိမ့်လိုက်တာဖြစ်ပါတယ်ပြီးတော့ပြီးပါပြီဆိုရင်ကျွန်တော်ဒီကားလေးအောင်ဖြုတ်ပြီးကျွန်တော်ခွေပြန်တက်တော့မှာဖြစ်ပါတယ်ကားလေးအောင်ဖြုတ်ပြီးတော့ခွေပြန်တက်မှာဖြစ်ပါတယ်ခွေကိုလည်းသူများလိုကလော်တာမဟုတ်ပါဘူးခွေလေးကလော်တဲ့ဆက်နဲ့တခါလေးတက်တာဖြစ်ပါတယ်ကျွန်တော်ထားလိုက်ကြည့်မယ်တို့ပြဒီလို၄ပေါင်ချင်းဆက်ကြီးတွေနဲ့စနစ်တကျလှုပ်ပေးတယ်တည်တည်တက်တက်လည်းလှုပ်ပေးတယ်သူများကြီးလိုတပည့်နဲ့လှုပ်တာလုံးဝမဟုတ်ဗျာသူကိုယ်တိုင်ပဲလှုပ်တယ်သူကိုယ်တိုင်ပဲတက်တယ်သူကိုယ်တိုင်ပဲဖြုတ်တယ်သူကိုယ်တိုင်ပဲတန်ရှင်းလှုပ်ပေးတယ်ခွေးလိုင်းနာတွေပါတခါလေးတန်ရှင်းလှုပ်ပေးတယ်ဗျာဒီကိုရဲ့လိပ်စာကိုတော့ကျွန်တော်နောက်ဆုံးမှပြောပြမှာဖြစ်ပါတယ်ကျွန်တော်လှုပ်ဆောင်မုံလေးကိုတစ်ချက်အသေးစိတ်လေးရိုက်ပြတာဖြစ်ပါတယ်ပြီးခဏနေထဲတော့မှာဖြစ်ပါတယ်အခုဆိုရင်နှစ်ခန်းကိုကုတ်ပြီးတော့တိုင်ယာကိုထည့်နေတာဖြစ်ပါတယ်ပြီးပါပြီတခါတည်းလက်စနဲ့လေးလုံးလေးပုံညာတခါတည်းချိန်လိုက်တယ်ဗျာဟယ်လိုโอเคပါကိုအခုဆိုရင်ကျွန်တော်တို့ပြန်တက်တဲ့ process ကိုရောက်နေပြီဖြစ်ပါတယ်လုံးဝမိုက်တယ်ဗျာကျွန်တော်လှုပ်ဖူးတဲ့တဲမှာလက်ရအောင်တည်တည်တက်တက်နဲ့စနစ်ကြကြစိတ်ကြကြလှုပ်ဖူးတယ်ညခုမှပထမဆုံးကြုံဘူးလားအခုကြည့်နေတဲ့ညီကိုတို့လည်းတိုင်ယာနဲ့ပတ်သက်ပြီးတော့တစုံတရာတစ်ခုခုစိတ်မချမ်းသာဖြစ်ခဲ့ကြညီကိုစီလာလို့ရပါတယ်ဆိုင်ရဲ့လိပ်စာလေးကတော့ကျွန်တော်တို့ဒီရန်ကုန်တိုင်းတန်လင်းမျိုးဖိုးမြေလန်းပေါ့ဖိုးမြေလန်းလို့ခေါ်တယ်ကျွန်တော်တို့ဈေးအကျော်လေးမှာရှိတယ်ဖိုးမြေလန်းတွေကဝင်လာလို့ရှိရင်တို့ညာကို꿰လိုက်လို့ရှိရင်တတိပဒံလန်းရှိတယ်တတိပဒံလန်းပေါ်မှာဖြစ်ပါတယ်ကျွန်တော်အနီးပတ်ဝန်းကျင်မှာဆိုအရှိမဆိုလို့ရှိရင်ဆိုင်